ရန်ကုန်မြို့တွင်ရှိမီးပွိုင်များအားထိန်းချုပ်ရန်အတွက်တပ်ဆင်လျက်ရှိတဲ့ခေတ်မီမီးပွိုင်ထိန်းချုပ်ရေးစနစ် Control Center ကိုယခုနှစ်ကုန်ပိုင်းလောက်မှာစတင်အသုံးပြုသွားမယ်လို့သိရပါတယ်။အခုလက်ရှိမှာတော့ Command Center တည်ဆောက်မှုအပိုင်းဟာ95%ခန့်ပြီးစီးနေပြီးမီးပွိုင်တပ်ဆင်မှုဟာလည်း80%ခန့်ပြီးစီးနေပြီဖြစ်ပါတယ်။ဒီစနစ်ကိုစတင်ပါကရန်ကုန်မြို့တွင်နေ့စဉ်ပြည်သူများရင်ဆိုင်ကြုံတွေ့နေရတဲ့ကားကြောကျက်တဲ့ဒုက္ခများမော်တော်ယာဉ်များစီးကမ်းဖောက်ပြမှုများနဲ့လက်တလောကြုံတွေ့နေတဲ့ဒုစရိုက်မှုများကိုပါဖြေရှင်းသွားနိုင်မှာဖြစ်တယ်လို့ဒေါက်တာမောင်အောင်ကပြောပါတယ်ဒီကင်မရာဆိုရင်တော့ညပိုင်းပေါ့တကောင်ဖြစ်ရင်တော့မှသူကခုနပြောတဲ့ plate ပြောင်းကိုရိုက်နိုင်တဲ့ capacity ရှိတယ်ပေါ့နော်ပြောနေတာမှာဆိုရင်ခုဆိုရင်တော်တော်များများစီကံဖောက်တာတွေပေါ့နော်ဒီမှာလမ်းကြောင်းကိုထိုးဝင်တာတို့နော်မီးဝါတို့မီးနီတို့ဖြတ်တာတို့နော်ရက်ရမယ်နေရာမရက်တာတို့အားလုံးဒါတွေအားလုံးကတော့ပေါ်တော့မှာဖြစ်ပါတယ်ဘာပြောအဲ့ချိန်တိုင်းတော့လေယခုဆောင်ရွက်တဲ့ Control Center မှာကင်မရာတက်ဆင်ရမှာလဲမီးပွိုင်များမှာတက်ဆင်တဲ့အပိုင်းနဲ့ကားလမ်းပိုင်းမှာတက်ဆင်မဲ့360ဒီဂရီလှည့်ပတ်မှတ်တမ်းတင်နိုင်တဲ့ကင်မရာများပါရှိတာဖြစ်ပါတယ်ဒီ Control Center ရုံးကိုတော့ဒဂုံမြို့နယ်ပြည်သူ့ရင်ပြင်အတွင်းထားရှိပြီးပြည်လန်းကမ်းနားလန်းကဘာရီလန်းစတဲ့အဓိကလမ်းမကြီးများကိုထိန်းချုပ်စောင့်ကြည့်သွားမှာဖြစ်ပါတယ်အော်တိုဘာလားကုန်ဆိုရင်ပြီးမှာပေါ့နော်ဒါပေမဲ့ဒီဟာကြီးကိုလက်တွေ့ operation လုပ်ဖို့ကြတော့ဒါတို့ကတရုတ်ပညာရှင်တွေနဲ့ဆရာတို့ဘာသာဝင်တွေနဲ့တွဲမှာပေါ့တွဲပြီးတော့တောင်းတင်လို့နော်ဒီပြီးမှဆရာတို့ကတဖြည်းဖြည်းနဲ့ဒါဆောက်ထုတ်သွားမှာဖြစ်ပါတယ်ဒီစနစ်ကိုတော့2016ခုနှစ်ဖေဖော်ဝါရီလကတရုတ်ကုမ္ပဏီတစ်ခုနဲ့မြန်မာနိုင်ငံဘက်မှဆွေရင်းကုမ္ပဏီတို့နဲ့သဘောတူစာချုပ်ချုပ်ခဲ့တာဖြစ်ပြီးကုမ္ပဏီဘက်မှသတ်မှတ်ရက်အတွင်းမပြီးစီးသောကြောင့်ယခုအချိန်မှာတရက်ကိုဒဏ်ငွေ3သိန်းပေးဆောင်နေရတာဖြစ်တယ်လို့သိရပါတယ်။